အတော်ပို့ပေးရထိုင်းရနေလေ သမီးတို့ကဒီစားရည် ထို တို့ င်းရနေပို့ပေးရပါရှင်လူရင်းဒီပြမယ်နော် သမီးတို့ပုတ်တယ် ထိုင်းမှာနောက်ကြရင်အဲထိုင်းရအမစီမှာအထည်လေးမှာလို့ရပါတော့ ဟုတ်ပါတယ် ဘလို့ထဲတော့ တမီးခုရောင်းတဲ့ရှမ်းထည်လေးပေါ့ရှမ်းထည်လေးတွေနောက်ထပ်မဲ့အထည်လေးတွေပေါ့အဲအမစီမှာမှာလို့ရတယ်ကောက်လေးမန်းရှင်းပေးမယ်နော် ညီကသမီးတို့မအားပါဘူး ဩထိုင်းဘက်မှာရှိတဲ့ ဟုတ်တယ် ဟိုဟာသမီးရဲ့ဟိုဟာချစ်တဲ့ကဖန်မာတွေကြတော့ထိုင်းဘက်မှာလွယ်တကူဝယ်လို့ရအောင် တ လို့ မီးရဲ့ဆိုင်ခွဲအနေနဲ့ပေါ့အမကတစ်ဖက်မှာပြန်ဖွင့်ရောင်းမှာပေါ့ပြောမယ် ဒီလေးပေါ့နော် လူရင်းဒီပို့လာပေးရသူမစားချက်တယ်ပြောလို့ အဲ့ထိုင်းဘက်ကဆိုင်ရလေလို့သမီးຫນွေဦးမေဦးအားပေးရတဲ့တူပါပဲလို့နှစ်ဆိုင်တစ်ဆိုင်သဘောပါပဲလို့ ဒီနေ့သမီးတို့မအားဘူးပေါ့နော်ခဏနေကြလို့ရှိရင်သမီး တမီးရောင်းတဲ့အထည်တွေပြတ်သွားမှဆိုလို့လေ အိုး ပြတ်သွားမှဆိုလို့အထည်တိုင်းသွားမှာပါ ထဲလိတ်တွေတော့ဝယ် ထည်လိုက်တွေကဝယ်မယ် အိုး နော် အများကြီးပဲ အယောင်လလလေးပြန်ဆက်ထုတ်ပေးပါမယ် အိုးထိုင်းရ အမရိုးရရတီးတယ်ကို အေးဟုတ်တယ်အမပြောတော့ပြောတယ်ကိုလည်းမေ့နေ ရိုးရရတီးတယ်ဟိုအလုံးတီးတာအလုံးတီးတာဘာမှဖြစ်ဘူးတဲ့ဒီကအကောင်းနဲ့ထည့်ပေးရတယ် ညီမဒီမဟုတ်ဘူးတဲ့လုံးသေးကိုသူတို့ယူရီးယားမှာကစားစားတယ် မူထောင်းလေး မလားကိုဒါမွန်ထောင်းလား ဟုတ်တယ်မ ဟု ဟုတ် တ်တယ် တော့ ဒါမူထောင်း ကြီး မ ပဲ ကြည့် လေ ဘူးခိုင်းကိုဆူဆူလေးရှိသေးရမဲ့တော့မမဲ့သေးဘူးနော် အေးဟုတ်တ မဲ့ ယ် တော့သေးဘူးနော် နည်းနည်းတရက်တရက် နန်းထွက်မှာ ကဲຫນွေဦးမေစီအထဲလာဝင်ရင်ဝင်းတိစားပါမယ်ရှင် ပြေးပါမယ် အထဲကအိမ်မှာလဲအိမ်ကလမ်းဘေးဆိုတော့လေအိမ်မှာလဲလာဝယ် အိမ်မှာလည်းလာဝယ်ပါလို့စနေတနင်္ဂနွေလာလေလာဝယ်လို့ရှိရင်တပီးလေးနဲ့တွေ့ရမှာပါလို့ မာဝါ အကြည့်ကြီးသမီးမျက်နှာ ဒါဆိုတသိန်းကျော်လောက်တယ်နော် တော်တော့တယ်လေထိုင်းသီးကို ကန်လာသမီးကန်နာနော်မသားလေးကအညာပြုတ်သွားချာ အဲ့ကောင်မှဲ့လောက် ခုမှအဖေကကိုတရားမဲ့ပြီ အဲ့ဒါစားလို့ရ တရားမဲ့ပြီ အဲ့စားပဲ သမီးကမနဲ့ဆောင်မစားတော့ထမင်းနဲ့ဒူးရင်းကြီးနဲ့စားမယ် အဲ့ဒါကိုအိမ်မက်တွေကိုမှတ်တာလေညာသူ့တော်ကလူကင်းသီးပူတယ်ဆိုတော့အမလေး အဲ့မဒီမလေးကမနဲ့တော့လေ ဒီမှာတရားကကျမောက်တီး ကျမောက်ဒီရိုးရရ စားချင်တယ်ပြောတာဒီနေ့နဲ့မှ2ရက်လား3ရက်လားရှိသေးတယ်ပို့ပေးရညာလိုက်တာနော် ဒီကဒီတရက်ပြောတာဒီတရောက်သွားရော ငွေဦးမီကဒူကင်းသီးသူတအားကြိုက်တယ်လို့ပြောလိုက်ခါရှိသေးတယ်ချက်ချင်းသွားဝယ်ချက်ချင်းကားတင်ပေးလိုက်တာဗျာ ဒီကုတီ ဒါတော့မှနော်ဒါတော့မှဒီရပုံနော်ထိုင်းရနေနော်ဘယ်လောက်မြန်နှုံးဆိုရယ် ဒါခဏနေစားတော့ပြီးရင်အထယ်လိတ်ပေါ့အထယ်လိတ်တိုင်သွားမယ်အထယ်တွေပြန်ပြီးမှချုပ်မယ်ပေါ့နော် ပိတ်လိုက်သွားဝယ် ပိတ်လိတ်တော့ဝယ်မယ်ပိတ်လိတ်တော့ဝယ်မယ်ရှင် ဒီကုတီရလည်းလေချူချူလေ ကဲတပီးနဲ့တွေ့ချင်လို့စနေတနင်္ဂနွေအိမ်လာဝယ်လို့ရပါတယ်လို့ ရပါတယ်ရှိ တတာ တာ ကိုဘယ်ရလေးမဲ့ရလဲဒီရ ဒီ လေး မဲ မဲ့ တော့